အားလုံးပဲမင်္ဂလာပါဒီနေ့မချိုကပတ်တူအနေနဲ့ interview နဲ့ HR process တွေကို share လုပ်တာပြီးမှာပါရှင်မချိုကပတ်ဝါမှာအလုပ်ကိုရှောက်ရတဲ့ interview ကိုရတယ်ဆိုတာကိုရှင်းပြပြီးပြီဆိုတော့အခုသူတို့ကနေပြီးတော့ interview ဆက်သွယ်လာတဲ့အပိုင်းကနေစလိုက်ကြရအောင် interview ကို HR ခေါ်တော့မချိုကအွန်ဂျူတီဖြစ်နေတာဒီချိန်မှာသူတို့ဘက်ကနေပြီးတော့နောက်တစ်နိုင်လောက်နေ interview လို့ရမလားဆိုပြီးမေးတာအရင်စိတ်လို့ရှားသွားတယ် interview ဖို့အတွက်ကလုံးမလျှောက်ခင်နေကွာပြင်ဆင်ထားတယ်ဆိုပေမဲ့တကယ် interview ကိုချက်ချင်းခေါ်လိုက်တဲ့အခါကျတော့စာမေးပွဲဖြေခံဒီစာမတွေးလိုက်ရတဲ့အကြောင်းသားလိုမျိုးချင်းမကိုင်းမြလက်မကိုင်းဘာလို့လုပ်ရမှလည်းမသိတော့โอเคဒါပေမဲ့ရတဲ့ခွင့်ရတော့လက်လွတ်ခံလို့ပဲဖြစ်မလဲအဲ့တော့โอเคရတဲ့ငါ interview ဝင်မဲ့စင်ပြေတဲ့နောက်တစ်နိုင်လို့ရှိရင်မျိုးခေါ်လို့ရတယ်ငါစောင့်နေမယ်ဆိုပြီးတော့ဖုန်းချလိုက်ကောအဲ့ဟာနဲ့โอเคငါမတနိုင်ချိန်ရတယ်ငါဘာလုပ်ရင်ကောင်းမလဲစဉ်းစားတော့ဘာလို့လုပ်ရမှလည်းမသိအဲ့ဒါနဲ့အလုပ်ခေါ်တဲ့ဟိုတယ်ရဲ့အကြောင်းလေးတွေသူတို့ website မှာသွားပြီးတော့လေ့လာလိုက်တယ်ပြီးလို့ရှိရင်ပို့တဲ့အချိန်ကိုမြစ်တာတော့ယူပြီးတော့စောင့်နေလိုက်တယ်သူတို့ခေါ်တဲ့အချိန်အထိနောက်တစ်နိုင်လောက်နေတော့သူတို့ဘက်ကနေပြီးဆက်သွယ်လာတယ် FMB director ကိုယ်တိုင် interview တွေတူမြင်စားတော့ပါမမေးဘူးဒီ mindset အကြောင်းလေးနည်းနည်းရှင်းပြရတယ်ပြီးလို့ရှိရင်ကိုမှရှိတဲ့ experience တွေအကြောင်းနည်းနည်းရှင်းပြရတယ်ပြီးလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ business salary တွေဒီ other allowance တွေဘာဘယ်လိုရှိရဆိုတာကိုရှင်းပြရတယ်။ညင်တို့အဲ့ဒါတွေကအဆင်ပြေလားဆိုပြီးတော့မေးတယ်။ကိုဘက်ကအဆင်ပြေရလို့ပြောလိုက်တော့ရေးဒါဆိုရင်ဟုတ်ပြီအဆင်ပြေရဆိုလို့ရှိရင် HR အနေနဲ့ကိုဆက်သွယ်လာလိမ့်မယ်ဆိုပြီးပြောပြီးတော့ interview ကအဲ့လောက်နဲ့ပဲပြီးသွားတယ်။အဲ့မှာ interview ဖြေပြီးတော့မှကိုကဒီဟာစဖြစ်ပေါ့။ဘာလို့လဲဆိုတော့ကိုက foreign interview experience တိတ်မရှိဘူး။မရှိတော့တော့အဆင်ပြေဆိုပြီးတော့ပြောရတာပဲဒါပေမဲ့HR မဆက်သွယ်လောက်တစ်ရက်နဲ့လည်းမဆက်သွယ်လောက်နှစ်ရက်နဲ့လည်းမဆက်သွယ်လောက်ဆိုတော့ငါ interview ကအောင်လာလားအလုပ်ကရတာလားငါဒီဘက်ကအလုပ်က resign တင်ရမှာလားကို့မှာအဲ့မှာဒီဟာတွေဖြစ်ရောဒီဟာတွေပြီးတော့ကံကောင်းချင်တော့3ရက်မြောက်နေ့မှာသူတို့ဘက်ကဆက်သွယ်လာတယ်3ရက်မြောက်နေ့မှာဆက်သွယ်လာတော့ okay congratulation နေအလုပ်ရတယ်ဘာညာပေါ့နော်သူတို့ဘက်ကဒီ document တွေလိုအပ်တယ်ဆိုပြီးတော့ဆက်သွယ်လာတယ်အဲ့မှာကိုကသူတို့ပို့ပေးတဲ့ personal particular form ကိုထပ်ဖြည့်ပြီးတော့ပြန်ပို့ပေးရသေးတယ်။နောက်ပြီးကြလို့ရှိရင်ဒီကိုယ့်ရဲ့ passport မှတ်ပုံတင်ဆိုလို့ရှိရင်လည်း notice ပြင်ထားတဲ့ဟာတွေပို့ပေးရတယ်။ပြီးလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံဆိုလို့ရှိရင်သူတို့လိုချင်တဲ့ size သူတို့လိုချင်တဲ့ color သူတို့ဘယ်နှပုံလိုချင်နေဆိုတာကိုတစ်ခါတည်း detail ပို့ထားပြီးသား။ကိုကအဲ့ဒီအတိုင်းကိုပဲပို့ပေးရုံပဲ။ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ experience နဲ့ပတ်သက်တဲ့ဒီ certificate တွေ education နဲ့ပတ်သက်တဲ့ certificate တွေအဲ့ဒါတွေပို့ပေးရတယ်။ဒီကလိုအဲ့ဒါတွေမြန်မာလိုဖြစ်နေဆိုရှင်အကုန်လုံး notice ပြန်ပြီးတော့ပို့ပေးရတယ်။ပြီးရင် scan ထောက်ခံစာပို့ပေးရတယ်ကိုယ့်ရဲ့နေရ address တွေပို့ပေးရတယ်ပြီးလို့ရှိရင်ကိုဗစ်ဆေးထိုးထားတဲ့ဒီ certificate စာရွက်တွေအဲ့ဒါတွေကိုလည်း notice ပြန်ပြီးတော့ပို့ပေးရတယ်ပြီးလို့ရှိရင်ဒီစစ်ဖို့အတွက်ကသူတို့ကဘာစစ်ကမယ်ဆိုတော့တခါတည်းဖောင်လုပ်ပြီးသားအဲ့ဖောင်ကိုမချိုးလို့ပို့ပေးတယ်ပို့ပြီးတော့အဲ့ဖောင်ထဲမှာပါတဲ့အချက်တွေအကုန်လုံးကိုစစ်ပေးရတာသူတို့ပေးတဲ့ဖောင်ကိုစေးရုံယူသွားရုံပဲယူသွားပြီးလို့ရှိရင်ဒီအချက်တွေစစ်ချင်ပါတယ်ဆိုလို့ရှိရင်စေးရုံကဒီဖောင်ထဲအချက်တွေအကုန်လုံးကိုစစ်ပေးပြီးသွားလို့ရှိရင်သူတို့ဖောင်ထဲမှာပဲဆရာဝန်ကတခါတန်းဖြည့်ပြီးလို့ရှိရင်လက်မှတ်ထိုးပြီးတော့အဲ့ဒီဖောင်ပဲမချိုးလို့တခါသူတို့ပြန်ပို့ပေးရတာအဲ့လိုနည်းနဲ့ဒီသူတို့လိုချင်တဲ့ document တွေအကုန်လုံးကိုသူတို့ကတစ်ပတ်အတွင်းတောင်းတယ်ဒါပေမဲ့ကို့မှာအခက်အခဲတစ်ခုရှိရဆိုလို့ရှိရင်အချိန်ပြန်ညှိလို့ရတယ်မချိုးဆိုလို့ရှိရင်လည်းအဲ့တုန်းကအလုံးနေတဲ့တန်းလိုက်ဆိုတော့ဒီစေးတခြား document တွေဘာတွေအကုန်လုံးကကို့တော့ ready ဖြစ်ပြီးသားအလုံးစရှောက်မယ်ဆိုတော့ document ဘာတွေအကုန်လုံး ready ဖြစ်ထားပြီးသားဒါပေမဲ့ဒီစစ်တာနဲ့ပတ်သက်တာကြတော့သူတို့ form မှာထပ်ပြီးတော့စစ်ပေးရမှာဆိုတော့ကိုကခွင့်ယူရမှာနဲ့ပြင်စစ်တာစောင့်ရသေးတယ် result ထွက်ဖို့ကအဲ့တော့အချိန်လိုတာနဲ့နောက်ထပ်3ရက်လောက်ထပ်တောင်းလိုက်10ရက်အတွင်းပို့ပေးပါမယ်ဆိုပြီးတော့ agent ထပ်တိုးလိုက်တယ်အဲ့ဒါအဆင်ပြေတဲ့သူတို့က10ရက်အတွင်းညီပို့ပေးလို့ရတယ်ဆိုတော့အကုန်လုံး10ရက်အတွင်းပို့ပေးလိုက်တယ်ဒီ document ကိစ္စတွေအကုန်ပြီးသွားတော့သူတို့ကမချိုးတွဲဗီဇာစ run ပေးတယ်ဗီဇာက2ပတ်လောက်ဆောင်ရတယ်2ပတ်လောက်နေတော့ဗီဇာရတယ်ဗီဇာရတော့သူတို့ကချက်ချင်းလာစီချင်တာဒါပေမဲ့ကို့မှာဒီဘက်မှာ resign တင်ထားတဲ့အလုပ်ကဒီ resign date ကမရောက်သေးတော့နောက်ထပ်10ရက်လောက်ငါ့ကိုအချိန်ထပ်ပေးပါငါဒီမှာ resign တင်ထားတာ10ရက်လောက်လိုသေးရဆိုတော့သူတို့ကထပ်ပေးတယ်အဲ့တော့တစ်ပတ်လောက်ဗီဇာရပြီးနောက်တစ်ပတ်လောက်နေတော့မှသူတို့က eticket ပို့ပေးတယ် eticket က13ရက်နေ့ flight ဆိုတော့မချိုးကဖူခက်ကနေပြီးတော့13ရက် May 2024မှာထွက်လာတဲ့ Bangkok transit flight ဆိုတော့14ရက်နေ့မှာမာလီကိုရောက်တယ်မာလီကိုရောက်တော့ဟိုတယ်ကနေပြီးတော့လာကြိုပေးပြီးတော့ဒီမာလီမှာတညအိပ်ရတယ်ဘာလို့လဲဆိုတော့မချိုးမာလီမှာစီးထက်စစ်ကသေးတယ်ဒါပေမဲ့ဒီသူတို့ပို့ပေးတဲ့ဖောင်တွေကအတိုင်းဒီ date အချက်လက်တွေအကုန်လုံးကိုစေးရတာတော့မဟုတ်ဘူးဒီ3ချက်ပဲထပ်စစ်ကြတယ်စီသွေးနောက်ပြီးကြောက်ကတ်တက်မှတ်ရိုက်ကြတယ်အဲ့3ချက်ပဲထပ်စစ်ကြတယ်ထပ်စစ်ပြီးတော့မာလီမှာတညအိပ်တယ်14ရက်နေ့တညမာလီမှာအိပ်ပြီး15ရက်နေ့မနက်ကျတော့သူတို့ကစီပလိန်စီစဉ်ပေးတယ်ဆိုတော့15ရက်နေ့မှာစီပလိန်နဲ့မော်စဘီယာခန်နီဖူရှီမော်တစ်ကိုစပြီးတော့ရောက်တယ်ဒါကတော့မချိုးရဲ့ဒီ
interview နဲ့ HR process document တွေ run နဲ့ back to အပိုင်းလေးပဲဖြစ်ပါတယ်ရှင် bye bye